တော်တော်လေးအတွက်စိတ်ပျက်စရာဖြစ်တစ်ခုဖြစ်လာပြီးသူ့ရဲ့ယောက်ျားနှင့်ခွဲခွာရချိန်ရောက်လာပြီးဖြစ်သည်ဒီအချိန်မှာသူမအတွက်အခက်အခဲများစွာရှိနေခဲ့တော်လဲအခြေအနေကိုချိန်ညှိပြီးဖြည့်ရှင်းရန်လိုအပ်နေသည်သို့တော်သူမစိတ်ထဲမှာနီးစနစ်ပြေဆုံးနဲ့မပြတ်မကွက်ရှိနေခဲ့ပြီးအခြေအနေကိုတိုးတက်စွာဖြည့်ရှင်းနိုင်ဖို့ရည်ရွယ်ထားသည်အဲ့ဒီကြောင့်သူမယောက်ျားနှင့်ခွဲခွာပြီးနောက်ဓာတ်ရိုက်ပြောဆိုခြင်းမရှိဘဲအနေအထားကိုတေချာစွာစီမံထားခဲ့သည်ဒီအချိန်မှာသူမအတွက်ပထမဆုံးအတွေ့အကြုံဖြစ်သည်မှာသူ့ယောက်ျားနှင့်ခွဲခွာရခြင်းဖြစ်သည်ပထမဆုံးအကြိမ်ဖြစ်သည့်အတွက်စိတ်အားနည်းမှုစိတ်ပူပန်မှုများရှိခဲ့သည်သို့တော်သူမအတွက်မရှိမဖြစ်လိုအပ်ချက်မှာတေချာစွာကိုယ်ပိုင်နေရာတစ်ခုရရှိခြင်းဖြစ်ပြီးတီးခံနိုင်မှုရှိသည်ကိုသက်သေပြရန်လည်းလိုအပ်နေသည်သူမမရှိတော့ချိန်မှာသူမရဲ့အိမ်ကိုတွားရောက်နေထိုင်နိုင်ရန်စီစဉ်ထားခဲ့သည်အဲ့ဒီအချိန်တွင်အညိုသည်လူဆိုးအဖွဲ့အစည်းတစ်ခုနှင့်ပေါင်းပြီးငွေကြေးဆိုင်ရာအပေါင်းအသင်းမသင့်တော်သောလုပ်ငန်းများဆက်လက်လုပ်ကိုင်နေခဲ့သည်ပထမတော့ကတော့ဇော်ဝင်ရန်နှင့်ပေါင်းပြီးအွန်လိုင်းကိစ္စများကိုလုပ်ခဲ့တော်လဲအဆက်အသွယ်ချိန်တွင်အမှန်တကယ်မောင်မြင်ခဲ့ခြင်းမရှိပါအညိုသည်မတရားလုပ်ငန်းများဖြင့်ငွေရှာပြီးနောက်ဆုံးအခြေအနေတွင်စိတ်မကောင်းဖြစ်နေခဲ့သည်ဒီအချိန်မှာလဲသူမယောက်ျားလိမ္မာအောင်သည်သူ့မိန်းမအားတေချာစွာစောင့်ရှောက်နေရမှအခြေအနေကိုစီစစ်နေခဲ့ပြီးကိုဝင်ပြက်ချင်းဆိုင်ရာအမှုကိုမသိဘဲနားလည်နေခဲ့သည်အညိုသည်လူဆိုးအဖွဲ့အစည်းနှင့်ပေါင်းပြီးငွေကြေးဆိုင်ရာတခြားမသင့်တော်သောလုပ်ငန်းများဆက်လက်လုပ်ကိုင်နေခဲ့သည်ဒီအချိန်အတွင်းတေချာစွာစီစစ်ပြီးနောက်ဆုံးအခြေအနေကိုစီမံရန်စ조사နေသည်ထားဟာဒေါ်ရင်အမေအပေါ်အညိုကတော်တော်လေးကြံ့ကြံ့တန်းတန်းဆက်ဆံနေဆိုတာလိမ္မာအောင်စီသွားပြောဖို့ပြင်ဆင်ခဲ့တယ်လိမ္မာကိုတွေ့တဲ့အခါသူ့အကိုလိမ္မာကိုလည်းကြားလာပြီးဒေါ်ရင်အမေပေါ်မှာနှိပ်စက်သမျှကိုအသေးစိတ်သိရမယ်လို့ထားကဆုံးဖြတ်လိုက်တယ်ဒါပေမဲ့လိမ္မာကပြောချင်တဲ့အချက်တွေကိုလုံးဝထိန်းချုပ်လိုက်ရတော့တယ်အိမ်ပြန်လမ်းမှာအညိုရဲ့အိမ်နဲ့ပတ်သက်တဲ့စာရင်းတွေတွေ့ပြီးသူ့မိချမန်းနဲ့ပတ်သက်တဲ့သတင်းရလိုက်တယ်အခုလုံးဝမပြောပြချင်တော့ဘူးပြောလိုက်ရင်အညိုကကြောက်သွားပြီးအညွန့်တစ်ခုလုံးကြောက်ရွံ့နေရမှာစိုးရိမ်နေဒါပေမဲ့လော်ရီမင်းအကြောင်းပြောပြလိုက်ရင်အညွန့်ကိုကြောက်စရာမလိုတော့ဘူးငါ့ကိုကာကွယ်ပေးမယ်လို့ဆုံးဖြတ်ပြီးပြောလိုက်တယ်အိမ်မလေးဆန်ကိုမေးမြန်းနေတော့အညွန့်ရောက်လာပြီးစားရည်ကိုဘာတွေမေးနေတာလဲလို့မေးလိုက်တယ်ထားကနင်ဘာတွေကြောက်နေတာလဲလို့ပြန်တုံ့ပြန်လိုက်တယ်တစ်ဆက်သေးထားကနင်နဲ့စောဝါတွဲလုံနေတဲ့ကိစ္စငါအကုန်သိပြီးပြီနင်အမေပေါ်မှာမကောင်းတာလုပ်နေတာတခုချင်းဖော်ပြမယ်လို့ပြောလိုက်တယ်အညွတ်ကထားရဲ့စကားကြောင့်တော်တော်လေးထိတ်လန့်သွားပြီးဟန်ပြက်မပြက်နဲ့နင်အခုလုပ်ပေးရမယ်ငါကြောက်မယ်များထင်နေလားလို့ပြန်ပြောတယ်ထားကလုံးဝမလျှော့ပဲစောင့်ကြည့်လိုက်ငါနေ့စဉ်မကောင်းတဲ့လုပ်ရက်တွေတခုချင်းရှေ့မှာထုတ်ပြမယ်လို့ပြောလိုက်တော့အညိုကမျက်နှာပြတ်သွားခဲ့ရတယ်တယောက်နဲ့တယောက်စကားများပြီးနောက်အဲ့နေရာကနေထွက်သွားခဲ့တယ်အညွတ်ကတော့ထားရဲ့စကားကြောင့်အရန်ထိတ်လန့်နေပြီးနောက်ပိုင်းဇော်ဝန်နဲ့တွဲလုပ်တဲ့ကိစ္စဒေါ်ရမေပေါ်နှိပ်စက်မှုတွေလိမ္မာအောင်ကတားပြီးတီးရတော့မလားဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်အခုအချိန်မှာအရာအလုံးတင်းမာနေပြီးဆက်လက်ဖြစ်ပျက်လာမယ့်အခြေအနေကိုမျှော်လင့်နေရပါတယ်